ဟာဒီစွန့်သွားပြီးဖြစ်ခဲ့တာဟုတ်ဒီနောက်မှမရချင်အလုပ်သမားတယောက်ရဲ့သမီးနဲ့တထေးသားတယောက်ကိုသဘောမတူတာမောင်မီရောကရိုးရိုးလေးပါပဲမောင်ဘက်ကဘာအကြောင်းပြချက်မှမသိကြားချင်ဘူးတွေ့နေကြနေအောင်ဝင်လာခဲ့ပါနေစမယ်